Okay သမီးတို့အရင်ဆုံးsession 3 session ခွဲတယ်နော်3လွှာပေါ့ပြီးရင်အောက်ဆုံးလွှာကိုရွှေရှား guideline နဲ့ပါစောက်ပုံစံညှက်တယ်နော်ပါစောက်ပုံစံညှက်ပြီးပြီဆိုလို့ရှိရင်ဒါကတော့ဒုတိယလွှာမှာကဒီမှာကြည့်လိုက်နော်အဲ့ဒီဒုတိယလွှာမှာ135ဆွဲပြီးညှက်တယ်ပြီးရင်180ဆွဲပြီးညှက်တယ်နော်ဒီဂရီ2ခုနော်ဒီဂရီ2ခုဆွဲပြီးညှက်တယ်နော်ဒါ session ဒုတိယလွှာမှာပေါ့နော်135ဆွဲညှက်တယ်အပြင်အဲ့135ကိုပဲ180ပြန်ပြီးဆွဲပြီးညှက်တာပေါ့နော်လွယ်လွယ်လေးတွေနော်တကယ်ဆိုရင်ဒါပြီးရင်ပြန်တိုင်းမယ်ပြီးလို့ရှိရင်ဒါဘေးချမ်းဘေးချမ်းကိုစညှက်ပြီဆိုလို့ရှိရင်လည်းအဲ့လိုပဲဘေးချမ်းကိုလည်းနောက်ကနောက်က guideline နဲ့ပေါ့နော်နောက်က guideline နဲ့135ညှက်တယ်ပြီးလို့ရှိရင်ရှေ့ကိုဒီဂရီ60ဆွဲနော်ရှေ့60ဆွဲပြီးညှက်တယ်နော်ဒါပဲပြီးရင်180ဆွမ်းနာဒုတိယ session မှာက180ညှက်ခဲ့တဲ့ guideline စာနဲ့ပြန်ယူပြီးတော့အပေါ်180ထောင်ညှက်တာနော်ဒါကတော့ရှေ့ကို135ဆွဲရနော်အဲ့ဒါကရှေ့ကို135ဆွဲတဲ့ဟာကကြော်တော့ရှေ့ကို135ဆွဲရကျွန်တော်ဒီဥကောင်းရဲ့ထိတ်ကအပိုင်းပဲနော်ရှေ့ပိုင်းပဲနော်နောက်ပိုင်းမပါဘူးနော်နောက်ကအပိုင်းကကျတော့ကျွန်တော်တို့အပေါ်ဆွမ်းနာဒုတိယအလွှာက135 180ဆွဲခဲ့တဲ့အလွှာကနေပြီးတော့အလွှာပြန်ယူပြီး180 guideline စာကိုပြန်ယူပြီးအဲ့180နဲ့ပြန်ညှက်တာနော်ဒါကကျတော့ဥကောင်းရဲ့ရှေ့ပိုင်းပဲနော်135ဆွဲတာကအဲ့ဒါကိုလွှဲမယ်နော်okay ပြီးလို့ရှိရင်ရှေ့ချမ်းမှာအဲ့ဒါဆိုလို့ရှိရင်ဒါရှေ့ပိုင်းမှာဆွမ်းနာကအောက်ဆုံးဒုတိယပထမဆုံးအောက်ကအလွှာကဘေးလွှာကကျွန်တော်တို့60ညှက်ခဲ့တယ်ကွာအဲ့ဒီ60နဲ့အခုဒါပြန်ဆက်မယ်နော်ဒါရှေ့မှာဒါပြန်ဆက်တာပေါ့နော်okay တော်တော်လေးနော်okay သမီးတို့အရင်ဆုံးsession 3 session ခွဲတယ်နော်3လွှာပေါ့ပြီးရင်အောက်ဆုံးလွှာကိုရွှေရှား guideline နဲ့ပါစောက်ပုံစံညှက်တယ်နော်ပါစောက်ပုံစံညှက်ပြီးပြီဆိုလို့ရှိရင်ဒါကတော့ဒုတိယလွှာမှာကဒီမှာကြည့်လိုက်နော်အဲ့ဒီဒုတိယလွှာမှာ135ဆွဲပြီးညှက်တယ်ပြီးရင်180ဆွဲပြီးညှက်တယ်နော်ဒီဂရီ2ခုနော်ဒီဂရီ2ခုဆွဲပြီးညှက်တယ်နော်ဒါ session ဒုတိယလွှာမှာပေါ့နော်135ဆွဲညှက်တယ်အပြင်အဲ့135ကိုပဲ180ပြန်ပြီးဆွဲပြီးညှက်တာပေါ့နော်လွယ်လွယ်လေးတွေနော်တကယ်ဆိုရင်ဒါပြီးရင်ပြန်တိုင်းမယ်ပြီးလို့ရှိရင်ဒါဘေးချမ်းဘေးချမ်းကိုစညှက်ပြီဆိုလို့ရှိရင်လည်းအဲ့လိုပဲဘေးချမ်းကိုလည်းနောက်က guideline နဲ့